ညီမသားလေးကားလေးတစ်စီးဝယ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လေဒီလားညီမအရန်ကြိုက်ပြီး favorite ဖြစ်တဲ့ကားလေးတစ်စီးရှိတယ်ညီမဒီနေ့သွားကြည့်ချင်တယ်ဒါမဲ့လေညီမတယောက်တည်းတော့မကြည့်ချင်ဘူး customer ရင်းနဲ့တူတူကြည့်ချင်တာဆိုတော့ညီမနဲ့တူကြည့်ဖို့အတွက်လိုက်ခဲ့ပေးကြအောင်ညီမကိုယ်တိုင်လည်းအရန်ကြိုက်တယ်သူ့ရဲ့ကားဒီဇိုင်းကလည်းလုံးဝ less recent နဲ့သူ့ရဲ့ညီမတို့အရှိဒီဇိုင်းမှာဆိုလို့ရှိရင် weight share ပုံစံဒီဇိုင်းမျိုးလေးတွေသုံးပေးထားရပါတော့အဲ့ဒီပြင်မှာဒီမှာမီးကွက်ဆိုလို့ရှိရင်သူက interactive မီးကွက်ဒီဇိုင်းလေးတွေ interactive pixel ဒီဇိုင်းလေးဒါမျိုးလေးတွေသုံးပေးထားတယ်သူ့ရဲ့ body ကဆိုလို့ရှိရင်တော့ပုံမှန်နဲ့မတူဘဲနဲ့ premium ဆန်ဆန် body မြင့်မြင့်လေးနဲ့ရမယ်ပေါ့နော်ဒီဘေးဘက်လက်ကင်လေးမှာဆိုလို့ရှိရင်လည်းညီမတို့ပုံမှန်လက်ကင်လေးနဲ့မတူတော့ဘူးသူကじゃဒီဇိုင်းလေးပို့ပြီးတော့ဆန်းသွားတယ်ပေါ့နော်အတွင်းဘက်ချမ်းမှာဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဆန်းသစ်လှပတဲ့ဒီဇိုင်းတွေရှိအောင်လဲဆိုတာကိုကျမနဲ့တူတစ်ချက်လိုက်ကြည့်ပေးဦးနော်ဒီကားထဲဝင်လိုက်တာနဲ့ညီမရဲ့အကြိုက်ဆုံးအရာတစ်ခုကိုပြောပါဆိုလို့ရှိရင်ညီမတို့ digital တိုင်ခွက်နဲ့ infotainment screen နဲ့ကိုသူက jewelry ပုံစံမျိုးလေးတွဲပေးထားတယ်ပေါ့နော်နောက်တစ်ခုအရန်ကြိုက်တယ်ကျမလေးစကြောတအားတက်တယ်အဲ့ဒီဟာဘာအတွက်ကောင်းလဲဆိုတော့ဒီမှာဆိုလို့ရှိရင်တော့မာဆက်ခုံတွေပါသွားမယ်ကားရဲပေါ့နော်ဒီဘက်ထိုင်ကုန်လေးလုံးမှာမာဆက်နှိပ်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့ခီးသွားတဲ့ customer တွေအတွက်ဆိုလို့ရှိရင်တက်တာနဲ့အေးစစ်စစ်ထိုင်ပြီးတော့လိုက်သွားလို့ရတယ်ပေါ့နော်နောက်တစ်ခုအားသာတာကကြတော့ညီမတို့ကအယောင်အားဖြင့်ဆိုလို့ရှိရင်ညီမတို့ iPhone တွေမှာသုံးပေးထားတဲ့လောက less recent နဲ့ color နဲ့ လိမ်မော်ရောင်လေးသုံးပေးထားတယ်အသားတော့သူကလဲသားဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးအားတာတယ်။ဘာကြောင့်လဲဆိုတော့ညီမတို့ကားပေါ်မှာ coffee တောက်တာပဲဖြစ်ဖြစ်အေးတောက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုချင်းနေမျိုးလို့မှောက်သွားတယ်ဆိုလို့ရှိရင်လဲသားကြတော့နည်းနည်းလေးတုတ်လိုက်တာနဲ့ပြောင်းတယ်။တချို့အသားတွေနဲ့တော့မတူဘူးပေါ့နော်ဒါသူ့ရဲ့အားသာချက်လေးတွေဖြစ်သွားမယ်။ပြီးလို့ရှိရင်အတွင်းကန်းနဲ့ထိုင်လိုက်တာနဲ့ထိုင်ကုန်ကတက်ရှိရယ် less recent နဲ့ပေါ့နော်။နောက်တစ်ခုသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ညီမတို့ဒီမှာ CRI မှာဆိုလို့ရှိရင်ညီမတို့ဒီမှာ voice command တွေ volume control တွေ camera တွေအကုန်လုံး function လေးတော်တော်များများစုံတယ်အတမန်ကားတွေနဲ့မတူတော့တာကြာ luxury bike ကိုရမယ် function တွေပို့ဆောင်သွားမယ်ပြီးရင်အနှိပ်ခုံမှာဆက်ခုံတွေကစားတစ်ခါတည်းပါသွားဖြစ်တဲ့အတွက်ကြောင့်ညီမတော်တော်လေးလဲကြိုက်တယ်ပေါ့နော်ပြီးရင်ညီမတို့ဒီဘက်ဘေးမှာဆိုလို့ရှိရင် offer အဝင်တို့လေးတွေလည်းသူကပါတယ်ပြီးတော့ဘတ်မှန်လေးတွေလည်းချိန်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကနောက်ကလွတ်လာမလွတ်လားဆိုတဲ့ຢာတွေကစားအကုန်လုံးကြည့်လို့ရသွားတယ်ပေါ့နော်နောက်တစ်ခုအားတာတာကကြတော့အရန်မိုက်တယ်ညနေဘက်မှာလင်းချင်းခံလို့တအားကောင်းတော့ဒီမှာ sunroof ကိုမှသူကရိုး sunroof မဟုတ်တော့ panoramic sunroof ဆိုတော့ပိုးနောက်တိဖွင့်လို့ရတယ်ညီမကလေ sunroof ကိုလေတိလားအဲ့လိုမျိုးချင်းလေးပါတာမျိုးမကြိုက်ဘူးဒီလိုမျိုးကြဲဝန်းလေးနဲ့ကြတော့လင်းချင်းခံလို့လည်းကောင်းတယ်တော်တော်လေးလည်းအဆင်ပြေရတော့ပေါ့နော်အဲ့လိုဟာမျိုးလေးလည်းပါသားမယ်သူ့ရဲ့မာဆက်ခုံကဘယ်လို300လဲဆိုတော့ညီမတို့ infotainment screen မှာသူ့ရဲ့ထိုင်ကုန်လေးလုံးမှာပါသွားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကအပူအေးကြိုက်တာရွေးလို့ရတယ်ဒီမှာဆိုလို့ရှိရင်သူရဲ့နှိပ်တဲ့ဟာလေးတွေပေါ့နော် function လေးတွေကိုကိုကြိုက်တဲ့ပုံစံမျိုးလေးတွေရွေးချယ်လို့ရသွားမယ်ပြီးလို့ရှိရင်နောက်တစ်ခုကျတော့ငါတို့ပုံမှန်နဲ့မတူတာကကျတော့ဒီအောက်မှာဆိုလို့ရှိရင်သူက6တော့တင်တဲ့ခုံလေးပါတာဆိုတော့လေဒီလားအရန်ကိုတက်တာဖြစ်တယ်ပြီးရင်လေကိုကလက်တွေနဲ့လည်းလိုက်ပြီးတော့ရွှေ့ပြီးဆိုရနေစရာမလိုတော့ဘူးထိုင်ကုန်လေးလုံးမှာစိတ်မော်တာပါဖြစ်တဲ့အတွက်ကြောင့်မလို့ညင်တလေးပဲအေးစစ်လေးပဲကိုလုတ်သွားလို့ရတယ်ပေါ့နော်ဒီကားလေးကဘယ်လို customer တွေအတွက်အများဆုံးဝယ်ယူသင့်လဲဆိုလို့ရှိရင်ညီမတို့လေဒီလား driver ရင်မောင်းနေအနေနဲ့ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ feel တော့ငုတ်တယ်ပေါ့နော်သူ့ရဲ့ feeling ကိုအပြည့်အဝခံစားလို့မရဘူးပေါ့နော်ဒါပေမဲ့နောက်ကလိုက်စီးမဲ့လုပ်ငန်းရှင်တွေတထေးတွေ relax ဖြစ်ချင်တဲ့ customer တွေအတွက်ဆိုလို့ရှိရင်တော့ဒီကားလေးကတော့တော်တော်အဆင်ပြေတယ်ဘာကြောင့်လဲဆိုတော့ညီမတို့အနောက်ထိုင်ကုန်မှာထိုင်နေဆိုလို့ရှိရင်လည်းသူ့ရဲ့အကျယ်ဝန်းအဖြစ်ကတော်တော်လေးကျယ်တယ်နောက်တစ်ခုအားထားတာကကြာဒီမှာဆိုလို့ရှိရင်သူ့ရဲ့ထိုင်ကုန်မှာဆက်မှာဆိုရင်ဒီမှာခလုတ်လေးတွေကစားခုဘတာကို adjust လုပ်လို့ရတယ်ဟဲ့ကိုလူကိုလုပ်ပေးပါအောင်ဒီလူကိုလုပ်ပေးပါအောင်ဆိုပြီးလုပ်ခိုင်းစရာမလိုတော့ဘူးပြီးတော့ခွက်တွေဘာတွေထည့်ချင်တယ်ဆိုလို့ရှိရင်ညီမတို့အပူပါညီမကတော့လေတအားကြိုက်တယ်ဒီကားလေးကိုတော်တော်လေးလဲသဘောကျတယ်ဒီမှာကပ်ဖိုတာလေးတွေအစားလုံးဝစနစ်တကျလေးတင်ပြထားတယ်ပေါ့နော် luxury တအားဆန်တယ်ညီမတို့အနောက်ဘက်ချမ်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေသိလားသူ့ရဲ့အနောက်ကမီဒီဒီဇိုင်းလုပ်ပေးထားတဲ့ဒီဇိုင်းလေးကအရန်လာပြီးတော်တော်လေးစမ်းသစ်တယ်သိလားနောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ညီမတို့ပုံမှန်နဲ့မတူတော့တာကျလက်တွေနဲ့ဖွင့်နေစရာမလိုတော့ဒီမှာသူကခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့တေးကိမော်တာပါဝါဖြစ်တဲ့အတွက်ကြောင့်မလို့အေးစစ်စစ်ပဲသူကသူဟောဖြစ်သွားတယ်ပေါ့နော်ဒီအနောက်ကကာကိုစပိတ်မှာဆိုလို့ရှိရင်လေကောင်မလေးကိုလေ surprise လုပ်ပေးခြင်းတဲ့သူတွေအတွက်ဆိုတော်တော်လေးစင်ပြေရနော်သိလားဘာလို့လဲဆိုတော့လေအများကြီး surprise ပစ္စည်းအများကြီးထည့်လို့စတယ်နော်နောက်တစ်ခုကကြတော့လေဒီမှာသူ့ထဲမှာ spare week နဲ့ပတ်သက်တဲ့ပစ္စည်းအစုံအကုန်ပါဖြစ်တဲ့အတွက်ကြောင့်မလို့မျိုးရင်းသွားမျိုးပြင်သွားလုံးဝအဆင်သင့်ပဲ ready ပဲဘာမှလိုက်ပြီးတော့နောက်ကနေထပ်လိုက်စရာမလိုတော့ဘူးဆိုတော့ဒီကားလေးကတော့ညီမရဲ့အကြိုက်ဆုံး favorite ကားလေးတွေမှာပါတယ်ပေါ့နော်ကျမလိုမျိုးအကောင့်ကြိုက်တဲ့ customer တွေအတွက်
ဒီကားလေးကိုတော့ကျွန်မအရန်ကို recommend ပေးတယ်ပေါ့နော်တကယ်လို့ Luxury ဆန်တဲ့ကားလေးတစ်စီးဝယ်မယ်ဆိုလို့ရှိရင်ဒီကားလေးကမဖြစ်မနေစဉ်းစားရမယ့်ကားလေးတွေမှာပါတယ်ဆိုတော့တကယ်လို့ကြိုက်တယ်ဆိုလို့ရှိရင်ညီမတို့ MTC Auto Showroom လာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်